မောင်လေးအမောက်အာလူအစိတ်သားပေးနော် မောင်လေးအမအားလုံး50သားထည့်ပြီနော် ကြက်ဥ10လုံးထည့်ပေးနော်မောင်လေး မောင်လေးအမကိုကျုပ်အလုံး20ထည့်လိုက် မောင်လေးအမစပင်အတွက်မရှိမဖြစ်အမြဲသုံးနေရဲ့မြအေးရ advanced hair oil လေးလေ5ဘူးထည့်ပေး မောင်လေးအမလေးသူပြောသွားတဲ့ငါ့ရ advance hair oil ဆိုလားအဲ့ဒါလေး5ဘူးအော်တဒါစစ်ပေးလိုက်မောင်လေးရဲ့အော်မောင်လေးဒါကိုအကျဉ်းပတ်ထားလိုက်နော် ညရအဗန်ကောင်းလင်းစီငွေက Corporate နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Virgin Coconut Oil ပါဝင်တဲ့အတွက်ဆန်သားကိုနှက်မောင်တန်ဆွမ်းစေက protein ဆုပ်ရှုပ်မှုကြောင့်ပျက်စီးနေတဲ့ဆန်သားကိုပြန်လည်အားဖြည့်ပေးပြီးစပင်နှစ်ခွဖြစ်တာ6တွေ့ရနဲ့စပင်ကျွတ်ချင်းများကိုအမြန်ဆုံးသက်သာစေပါရဲ့ရှင်။ဆန်သားပြဿနာများအလုံးညအေးရတာအကောင်းဆုံး